အာဆင်နယ်လိုရှုံးပွဲမရှိရွှေဖလားကြီးကို၄နှစ်ဆက်တိုက်ရဖို့အလားအလာကောင်းနေတဲ့ရှမ်းယူနိုက်တက်မင်္ဂလာပါအာဆင်နယ်လိုရှုံးပွဲမရှိရွှေဖလားကြီးကို၄နှစ်ဆက်တိုက်ရဖို့အလားအလာကောင်းနေတဲ့ရှမ်းယူနိုက်တက်အသင်းဟာဖလားရဖို့အတွက်ဒီရာသီမှာလက်ကျန်၃ပွဲသာကစားဖို့ရှိနေခဲ့တာလည်းဖြစ်ပါတယ်အဲ့ဒီပွဲစဉ်တွေကတော့မတ်လ10ရက်နေ့မှာရာမညယူနိုက်တက်မတ်လ12ရက်နေ့မှာမဟာယူနိုက်တက်နဲ့မတ်လ18ရက်နေ့မှာဟန်တာရီယူနိုက်တက်တို့နဲ့ရှင်ပြိုင်ကစားသွားရမှာပဲဖြစ်ပါတယ်ပထမဆုံးကစားမဲ့ရာမညယူနိုက်တက်ကဇယားအောက်ခြေမှာရှိနေတာဖြစ်ပြီးတန်းဆင်းရတော့မဲ့အသင်းဖြစ်ပါတယ်ဒုတိယဖြစ်တဲ့မဟာယူနိုက်တက်ကတော့အဆင့်5မှာရပ်တည်နေကဟန်တာရီအသင်းကတော့အဆင့်4မှာရပ်တည်နေတာပဲဖြစ်ပါတယ်အဲ့ဒီအသင်းတွေကရှမ်းယူနိုက်တက်ရဲ့၄နှစ်ဆက်ရွှေဖလားယူမဲ့လမ်းကြောင်းကိုအနောက်ရှေ့ပေးနိုင်မလားဆိုတာစောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။ရဲ့ရှမ်းယူနိုက်တက်ဒီချိန်မှာလည်းဂျင်းအောင်အရာထဲမှာလွတ်လွတ်ကျွတ်ကျွတ်ရှိနေတဲ့ရူဂျီစီကိုရအောင်ပေးပို့နိုင်ခဲ့ပြီးရူဂျီကလည်းဒီနေထားတော့အမှားမရှိပိတ်သွင်းအဆုတ်တက်နိုင်ခဲ့ရလည်းဖြစ်ပါတယ်။ရှုပ်လက်ပေးတာကြီးမျက်ကောင်းခန့်အရာတွေမှားပြီးသားပြီ။ကျွန်တော်တို့လက်ကန်ထားပြီထပ်ပိတ်ပြီဒီချိန်မှာနောက်ပြတွဲတယ်မျက်ကောင်းခန့်အရာတွေပေးထားပြီပိတ်တယ်ဒီလိုဆိုလက်ကန်ထားပြီချင်းနေကြည့်နေတယ်မျက်ကောင်းခန့်အရှုပ်ထိုးပေးထားပြီဒင်းထက်ဆိုပဲလက်ကန်ထားပြီလက်ရှိမှာတော့အဆင့်2ကရာဂိုယူနိုက်တက်နဲ့တမတ်သားကွာဟနေတာကြောင့်တရေကြလို့တော့မရတဲ့အနေအထားလည်းဖြစ်ပါတယ်အကယ်၍ရှမ်းယူနိုက်တက်အနေနဲ့ဒီရာသီမှာချန်ပီယံဖြစ်ခဲ့မယ်ဆိုရင်စံချိန်ဒီ6နှစ်စက်တိုက်ဖလားယူတဲ့အသင်းဖြစ်လာမှာဖြစ်ပြီးအာဆင်နယ်လိုရှုံးပွဲမရှိတဲ့ရွှေဖလားကြီးကို၄နှစ်စက်တိုက်ရယူသွားနိုင်မှာလည်းဖြစ်ပါတယ်သမိုင်းတလျှောက်69ပွဲဆက်ရှုံးပွဲမရှိအောင်ကစားထားနိုင်တဲ့ပထမဆုံးတသင်းတည်းသောအသင်းဖြစ်ပြီးရာမညယူနိုက်တက်မဟာယူနိုက်တက်နဲ့ဟန်နာရီယူနိုက်တက်အသင်းတို့ကိုသာအနိုင်3မှတ်နဲ့ကျော်လွှားနိုင်ခဲ့မယ်ဆိုရင်ကင်ပွဲသမိုင်းတလျှောက်ပွဲပေါင်း100ပြည့်ရှုံးပွဲလုံးဝမရှိအောင်ကစားနိုင်တဲ့အသင်းဖြစ်အမှတ်တမ်းသစ်ရေးထိုးနိုင်မှာလည်းဖြစ်ပါတယ်မြန်မာ National League အမှတ်ပေးပြိုင်ပွဲကိုတော့2010ခုနှစ်ကစတင်ခဲ့တာဖြစ်ပြီးရေနာပုံအသင်းက3ကြိမ်ရန်ကုန်ယူနိုက်တက်က5ကြိမ်နဲ့ရှမ်းယူနိုက်တက်က6ကြိမ်အထိစုကူးထားနိုင်ခဲ့တာဖြစ်ပါတယ်။